မင်္ဂလာပါကျမတို့နေ့စဉ်သုံးတရုတ်စကားပြောအတွက်အရန်လွယ်တဲ့အသုံးလေးတစ်ခုပြောပြချင်ပါတယ်အဲ့တော့ဒီမှာရေးထားတယ်စိတ်ချလက်ချပြောစိတ်ချလက်ချအေးဒီလိုမျိုးအသုံးကိုသုံးချင်တဲ့အခါမှာစိတ်ချတယ်ဆိုတဲ့အသုံးလေးဒီ放心လို့သုံးလို့ရတယ်အဲ့တော့စိတ်ချလက်ချတာပြောစမ်းမှာ放心说吧ရှောဆိုတာလေးကပြောတာလေးနော်ရမယ်နော်နောက်တစ်ခုဆိုစိတ်ချလက်ချတာအိဆန်းမှာဒီညအတွက်စိတ်ချလက်ချတာအေး放心睡吧睡ဆိုလို့ရှိရင်ကျမတို့အိတ်တာကိုသုံးတာလေးနော်နောက်တစ်ခုလေးဆိုရင်စိတ်ချလက်ချသွားပါအဲ့ဒါဆိုရင်放心去吧去ဆိုတာလေးကသွားတာကိုပြောတာအဲ့တော့နောက်တစ်ခုလေးကစိတ်ချလက်ချစားပါဒါမျိုးလေးပြောချင်ရင်放心吃吧吃ဆိုတာလေးကစားတာကိုပြောတာနောက်တစ်ခုလေးစိတ်ချလက်ချအလုပ်လုပ်ပါတဲ့ဒါဆိုရင်放心工作吧ရမယ်နော်အဲ့ဒီအတိုင်းလေးကိုကဝက်ကြတွေအများကြီးပွားလို့ရတယ်